အားလုံးပဲမင်္ဂလာပါအမတို့ဒီတစ်ခါဒီဗီဒီယိုရဲ့မှာ通信နဲ့ပတ်သက်တယ်လီကွန်နဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတွေပြောပြပေးတော့မှာဖြစ်ပါတယ်။ကိုရီးယားမှာနေထိုင်တဲ့ခါကြလို့ရှိရင်အမတို့ပုံမှန်စင်ကတ်ချထားကြတယ်။စင်ကတ်ချထားတဲ့အခါမှာဘန်အော်တိုဖြတ်စင်ကတ်ကိုရှောက်တဲ့အခါတယ်လီကွန်ကနေပြီးတော့ကိုသုံးတဲ့လာတဲ့ data လေးပါတယ်ပေါ့နော်။အဲ့ဒီ data လေးမှာပါတယ်ကိုရီးယားစကားလုံးအသုံးလုံးလေးတွေရဲ့ပြီးရင်အဲ့ဒီမှာပါတဲ့အကြောင်းအရာလေးကိုတည်ချာချာရှင်းပြပေးတော့မှာဖြစ်တယ်မို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်။ Okay အဲ့ဆိုရင်ဒီမှာဒါလေးကပါလေးလဲဆို B letter လေးပေါ့နော် B letter လေးမှာပါတဲ့တစ်ချောင်းချင်းစီကိုအကုန်လုံးအသေးစိတ်ပြောပြပေးသွားပါပဲအရင်ဆုံးပထမဆုံးခေါင်းစဉ်အကြီးကြီးပေါ့နော်အဲ့အကြီးကြီးကပါလဲဆိုတော့ KD mobile ညွှန်ဆက်စော mobile ညွှန်ဆက်စောဆိုတာဒီပေါ့နော်ဖုန်းကနေပြီးတော့လက်ခံရရှိတဲ့ B letter ကိုပြောချင်ဖြစ်ပါတယ်အရှိမဆိုရင် KD တက်ထားတယ်ဟို line နဲ့ပတ်သက်တဲ့ပေါ့နော် SKD ဆိုရင် SKD တက်ထားမယ် LG ဆိုရင် LG တက်ထားမယ်အခုက KD B letter ဖြစ်တဲ့ကြောင့် KD mobile ညွှန်ဆက်စောဆိုပြီးတော့ကြာလာခြင်းဖြစ်ပါတယ်ပြီးရင်ဒီဘက်ညာဘက်မှာဆိုရင်ညာဘက်မှာကျတော့ဘာရှိမလဲဆိုညာဘက်မှာကျတော့ date ကကျတော့ဒီအမှရေးထားတာက2026 8လပိုင်းဒီချောင်းအရှိပြီနော်ထားတော့ဒါ8လပိုင်းပြောချင်တာဖြစ်ပါတယ်ဒါ8လပိုင်းဆိုတာက9လပိုင်းမှာသုံးခဲ့တဲ့ data ကို8လပိုင်းမှာထွက်လာတဲ့ပုံစံပါအဲ့တော့အောက်မှာရှိတဲ့အချက်လက်လေးအသေးစိတ်လေးတွေကိုရှင်းပြပေးပါမယ်အောက်မှာရှိတဲ့ပါလေးလဲဆိုတော့ပထမဆုံး Google ညွှန် Google မျိုးဆိုတာက customer ရဲ့နာမည်ကိုပြောတာပါမြန်မာ ID ကအထက်အတိုင်းကိုရှောက်ခဲ့တဲ့ကိုနာမည်ပေါ့နော် ID ရဲ့အတိုင်းကိုရေးထားလို့ဖြစ်ပါတယ်ပြီးရင်နောက်ထပ်ဒုတိယတစ်ခုကကြတော့ mobile service bundle mobile service bundle ကကြတော့ကိုအခုလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ကိုပြောတာပါအဲ့တော့ဒီ Telegram ကနေပြီးတော့ကိုရှိဆောင်တဲ့ခါကြလို့ရှိရင်ပထမဆုံးနေတဲ့ကိုနာမည်ဟုတ်မဟုတ်အခုလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ဟုတ်မဟုတ်ဆိုတာစပီဖို့လိုပါတယ်ပြီးတော့နောက်ဆိုဒီတတိယမြောက်အကြောင်းအရာကြတော့ညွန်ဆဲစောဘွန်တို့ညွန်ဆဲစောဘွန်တို့ကကြတော့ Telegram ကနေပြီးတော့ချမှတ်ထားတဲ့သူတို့ message နံပါတ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပေးလက်တာမှာအရေးမကြီးပါဘူးပြီးရင်နောက်ထပ်တစ်ခုကကြတော့ Ion Gigan ဆိုလို့ရှိရင်ဒီမှာအရေးကြီးပါတယ် Ion Gigan ပေးတာမှာကိုကဘယ်လားနေပြီးတော့ဘယ်လားအထိသုံးထားရဲဆိုတာမျိုးပါပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လားအတိအကျကိုဖော်ပြပေးထားပါတယ်နောက်ထပ်အောက်ဆုံးတစ်ခုကကြတော့ချက်ဆုံးအင်ဂျာဆိုတာက Telegram နေပြီးတော့ဒီစာကိုထုတ်ပေးတဲ့ရက်ကိုရေးထားလို့ဖြစ်ပါတယ်ပြီးရင်ဒီကလေးကောင်မှာရေးထားတဲ့ဒီအနီရောင်ကြီးပေါ့နော်အနီရောင်တန်းကြီးမှာဆိုရင်ရေးထားတာက Napulhashil Gimmick ကဒီပေလက်တာတစ်ခုလုံးမှာအရေးကြီးဆုံးပါ Napulhashil Gimmick ဆိုတာကကိုပေးဆောင်ရမယ့်ငွေအမောင်းကိုရေးထားတာပါအဲ့တော့ပေလက်တာကြီးရဲ့ခါကြလို့ရှိရင်ကိုဘယ်လောက်ပေးဆောင်ရမလဲဆိုတာကိုအတိအကျကိုယ်တိုင်စစ်လို့ရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်93,300ချက်1ကိုပေးဆောင်လို့ဖြစ်ပါတယ်ပြီးတော့ဒုတိယအပိုင်းမှာကျတော့တော့ဘာရှင်းပြထားလဲဆိုတော့တစ်ခုချင်းပြောပြပေးမယ်နော်ပထမဆုံးအပွားတစ်ခုကကျတော့ထမောယုကွန်ဆိုတာကျတော့ဒီလသုံးခဲ့တဲ့အသုံးစရိတ်ကျတဲ့ငွေကိုပြောတာဖြစ်ပါတယ်နောက်ချက်ဒုတိယတစ်ကြောင်းကကျတော့ Ion Gimmik ပေါ့နော် Ion Gimmik ဆိုတာကဒါလည်းတူတူပဲသူကကျတော့သုံးခဲ့တဲ့ဓာတ်ရိုက်ဘာသာပြင်နေဆိုရင်သုံးခဲ့တဲ့အသုံးစရိတ်ပေါ့နော်အသုံးစရိတ်ကဒါဆိုရင်သိန်းကျော်ကြတယ်ပြီးရင်နောက်ထပ်တတိယတစ်ခုကကျတော့ Haring Gimmik Haring ဆိုတာကကျတော့ discount ကိုပြောတာပေါ့နော်ကိုရီးယားလို discount ဆိုရင် Haring လို့ခေါ်တယ် Gimmik ကကျတော့ amount ဒါက discount ရတဲ့ amount ပေါ့နော်ဒါဆိုရင်သူကအဲ့မှာဆိုရင် minus နဲ့ပြထားတယ် minus ဆိုတာကျတော့ပြန်ပြီးတော့နှုတ်ပေးထားပါတော့သူက discount ရတဲ့အတွက်ကြောင့်ဒီကျတဲ့ငွေရနေပြီးတော့ minus ပြန်နှုတ်ပေးထားတယ်နောက်ပြီးရင်အောက်ဆုံးခွင့်စားခွင့်ပိတ်လေးထဲမှာရှိရကြတော့ minap yogum လို့ဖတ်တယ်ပေါ့နော် minap ဆိုတာကကျတော့အကျွေးကြံ yogum ကကျတော့ amount ပမာဏပေါ့နော်ဒါကျတော့အကျွေးကြံခဲ့တဲ့ amount ပမာဏပေါ့အဲ့တော့ဒီ B letter မှာဆိုရင်အကျွေးကြံမရှိတဲ့အတွက်ကြောင့်0ပြပေးထားတယ်တကယ်လို့အကျွေးကြံရှိရဆိုရင်တော့အဲ့ဒီနေရာမှာထပ်ပြီးတော့ထွက်လာပြီပေါ့နော်ပေါင်းထွက်လာမှာဖြစ်ပါတယ်ပြီးရင်နောက်ထပ်အောက်ကတစ်ခုကကျတော့ Thamwol Yogum Sangseneyo Thamwol Yogum Sangseneyoဆိုတာကအမားတို့ခုနကအပေါ်မှာပြထားတဲ့ဒီ customer က93,300ပေးဆောင်အောင်ဖြစ်ပါတယ်အဲ့တော့အဲ့33,000ကဘာလို့ပေးဆောင်ရလဲဆိုတာကိုအသေးစိတ်ပြောပြပေးထားဖြစ်ပါတယ်အဲ့တော့အောက်ကအပိုက်လေးကိုရှင်းပြပေးမယ်အောက်ကအပိုက်ကကြတော့ wall chongek ဆိုတာကအမားတို့ကိုရှောက်ထားတဲ့လစဉ်ကြီးပမာဏကိုပြောပြခြင်းဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့他通信စာ Ion Gimmik ဆိုတာကအမားတို့ပုံမှန်စင်ကတ်လျှောက်တဲ့အခါနံပါတ်2နံပါတ်1ဆိုပြီးတော့လျှောက်ကြပါတယ်နံပါတ်1လျှောက်တဲ့သူတွေဆိုလို့ရှိရင်ပေးစားတာမရှိပါဘူးနံပါတ်2လျှောက်ထားတဲ့သူတွေနဲ့အရင်ကိုလျှောက်ခဲ့တဲ့အရင်သုံးခဲ့တဲ့ line မှာပေးဆောင်စရာရှိတဲ့ amount ကိုပြောကြခြင်းဖြစ်ပါတယ်ပြီးရင်တတိယတစ်ခုကကြတော့ Yushin Ishin Piyon
တတိယတစ်ခုကကြတော့ Yushin Ishin Biyo ယူစင်းအင်းစင်းဘီယုံဆိုတာကတယ်လီကွန်လိုင်းကွာချောင်းမှုရှိပြီးတော့ယူစင်းကပေါ့နော်ယူစင်းကပေးဆောင်ရတာမျိုးရှိတယ်လို့မပေးဆောင်ရတဲ့တယ်လီကွန်လိုင်းကြီးတွေလည်းရှိပါတယ်အဲဆိုရင်ဒုတိယ၄ခုမြောက်နော်၄ခုမြောက်ကကြတော့ Shiwo Miman Harin Yugon ရှိဝမီမန်ဟာဒင်းယူကွန်ဆိုတာကဒီမှာဆိုလို့ရှိရင်ရှိဝဆယ်လာမီမန်ဆိုတာအောက်ဟာဒင်းယူကွန်ဆိုတာကအမာတို့ discount ရတဲ့ promotion ကိုပြောတာပါအဲ့တော့ဆယ်လာအောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ promotion တယ်လီကွန်နေပြီးတော့ထပ် promotion ပေးတာပါနောက်ဆုံးတစ်ခုကကြတော့ဘူကာကချီစေတော့ကအမောက် dash ကိုပြောတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်အကုန်လုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်ခုနကအပေါ်မှာ customer ပေးဆောင်ရမယ့်ငွေ amount ကိုအတိအကျကြာပါပါတယ်တော့အပိုက်မှာဆိုရင်ခေါင်းစဉ်အကြီးကအဲ့မှာကြည့်မယ်ဆိုရင်နပ်ပူးချုံမှုဆိုတာကပေးဆောင်ရမယ့် customer ရဲ့အချက်လက်ကိုပြောတာဖြစ်ပါတယ်ပြီးရေကွန်းချူဆိုတာကဒီမှာဆိုလို့ရှိရင်ဘန်ဒီမှာအသုံးပြုတဲ့အသုံးအနှုန်းကိုပြောထားမှာဖြစ်ပါတယ်။ဘန်စာအုပ်ပိုင်ရှင်ရဲ့နာမည်ဖြစ်ပါတယ်။ပြီးတော့အနေမြောင်းဆိုတာကနာမည်ကိုပြောတာပါ။ပြီးခေကြွားပေါ်လို့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်မတို့ကိုရီးယားမှာ customer ရဲ့အချက်လက်တွေကိုအပြည့်အစုံဖော်ပြထားခြင်းမရှိပါဘူး။အဲ့တော့ဒီမှာခေကြွားပေါ်လို့ဆိုတာကဘန်နံပါတ်ကိုပြောတာပါ။ဘန်နံပါတ်ဆိုလို့အရှိ9လုံးကိုဖော်ပြပြတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နမ်ကီဆိုတာကဒီခုနကကိုပေးဆောင်ရမယ့်အမောင်းကဘယ်နေ့မှာဖြတ်သွားမယ်ဆိုတဲ့ရက်အတိအကျကိုရေးထားခြင်းဖြစ်ပါတယ်အတူချုပ်ပြောလိုက်မယ်ဆိုရင်ပထမဆုံးအပိုက်ကကြတော့ဒီသုံးခဲ့တဲ့ရက်ပေါ့နော်ဘယ်ရက်ကနေဘယ်ရက်သုံးခဲ့တဲ့အကြောင်းကိုပြောထားတယ်ပြီးတော့အနီးနဲ့တားထားတဲ့ဥစ္စာကျတော့ကိုပေးဆောင်ရမယ်အမောင်းရေးကြည့်ပါတယ်ပြီးတော့သူ့ရဲ့အောက်ကအကွက်ကကြတော့ဒါကကိုအသုံးပြုထားတဲ့အမောင်းနဲ့တယ်လီကွန်ကကြားတဲ့အမောင်း discount ပြန်ပြီးတော့နှုတ်ထားတဲ့ဥစ္စာပေါ့နော်အဲ့ဒီအကြောင်းရှင်းပြထားတယ်တတိယအကွက်မှာကြတော့ဒီကြားတဲ့ငွေရဲ့အသေးစိတ်အချက်လက်ဘာတွေသုံးခဲ့တယ်ဆိုတာကိုရှင်းပြထားတယ်အဲ့ဒါလည်းအရေးကြီးတယ်ကိုဘာတွေသုံးခဲ့တယ်ဆိုတာအဲ့တော့တကယ်လို့ကိုကပေးဆောင်အောင်တဲ့ဟာတွေများနေတာပုံများတဲ့ခါမျိုးဆိုလို့ရှိရင်ဒီလန့်သွားတယ်လို့ပေါ့နော်အဲ့တော့ကိုတိုင်းအသေးစိတ်မစစ်လို့ရပါတယ်နောက်ဆုံးကကြတော့ဒါကပေးသူရဲ့အချက်လက်ဒါ6တုံးကကြတော့ကိုဗန်စာအုပ်ပေးထားတယ်ပေးအိတ်ဗန်စာအုပ်တိုင်းဖြတ်မယ်ဆိုတဲ့အိတ်ဗန်စာအုပ်ရဲ့အချက်လက်ကိုဒါထပ်မှန်ပြီးတော့ဒီပေးလက်တာတွေမှာထည့်ပြီးတော့ထည့်ဆောင်ထားတဲ့ဥစ္စာပေါ့နော်ဟုတ်တယ်ဒီပေးလက်တာကဒီလိုမျိုးလေးကြည့်မယ်ဆိုရင်ရှင်းတယ်ပေါ့နော်ရောက်တဲ့သူတွေကိုရီးယားမှာရောက်တဲ့သူတွေပဲဖြစ်ဖြစ်ခုတချို့တွေကလည်းပေးလက်တာကိုဖတ်တတ်သေးတဲ့သူတွေလည်းရှိတယ်ပေါ့နော်အားလုံးအတွက်အဆင်ပြေစေဖို့ရတဲ့အတွက်ဗီဒီယိုလေးလုပ်ပေးလိုက်တာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကကြည့်ရှုသူအားလုံးကိုအကျိုးရှိမယ်လို့ညွှန်လင်းပါတယ်ဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးကျေးဇူးပါ bye bye